ရှိတုန်းကရွာတရွာမှာအလွန်ချမ်းသာတဲ့တထေးဦးစိုးသိန်းနဲ့သူ့ဇနီးဒေါ်လှရွှေတို့နေထိုင်ကြပါတယ်။တထေးကတော့ဒေါ်လှရွှေဟာစိတ်ထားအယမ်းဖြူစင်ပြီးကောင်းမွန်သူတစ်ယောက်ဖြစ်ကအိမ်အကူတွေကိုလည်းကိုမိသားစုဝင်တွေလိုသဘောထားပါတယ်။ဒါပေမဲ့တထေးဦးစိုးသိန်းကတော့နည်းနည်းခေါင်းမာပြီးမာနာကြီးတဲ့ဇယိုက်ရှိပါတယ်။တနေ့တော့ဦးစိုးသိန်းကသူ့ဇနီးကိုမင်းကအိမ်အကူတွေကိုဘာလို့ဒီလောက်တောင်အလိုလိုက်ထားရတာလဲ။မင်းကြောင့်သူတို့တွေအကျင့်ပြတ်ကုန်ပြီ။အိမ်အကူဆိုတာသူတို့အစင်တန်းနဲ့သူထားရတာကွာ။မှတ်ထားသူတို့ကငါတို့ရဲ့အိမ်အကူတွေငါတို့မိသားစုဝင်တွေမဟုတ်ဘူးသူတို့ကိုသူတို့နေရာမှာပဲနေခိုင်းမှာမိသားစုဝင်တွေလို့ဆက်ဆံဖို့မလိုဘူးလို့စုပူပါတယ်ဒေါ်လာရွှေကရှင်ကဘာလို့ဒီလောက်တောင်ဒေါသထွက်နေရတာလဲသူတို့ကအိမ်အကူဆိုပေမဲ့လေလူသားတွေပဲလေကျမတို့အိမ်ကိုဘလောက်တောင်တိချထိမ့်သိမ့်ပေးထားလဲအလုပ်တွေအကုန်လုံးကိုလည်းတိတိချာချာလုပ်ပေးကြတယ်သူတို့တခုခုလိုအပ်လာတဲ့အခါကျမကကူညီပေးလိုက်တာပဲလေအဲ့ဒါဘာများမှားနေလို့လဲမင်းကဘာကူညီစရာလို့လဲငါကသူတို့ကိုလာစာမပေးဘူးလားအဲ့ဒီလာစာနဲ့သူတို့မိသားစုကိုသူတို့ကျွေးမွေးနိုင်တာပဲကူညီဖို့ဘာမှမလိုဘူးကို့အခြေအနေနဲ့ကိုနေကြပါစေနောက်မင်းကိုအကူညီတောင်းလာရင်ဓာတ်ရိုက်တာညင်းလိုက်စမ်းပါဒါပေမဲ့သူတို့ရတဲ့လာစာကသူတို့လိုအပ်ချက်နဲ့ဆိုင်ရင်အရန်နေလို့နေလို့ကျမထင်တယ်အဲ့ဒီလာစာလေးနဲ့သူတို့စားဝင်နေရေးဘလို့မှအဆင်မပြေနိုင်ဘူးဒီလောက်နေတဲ့လာစာနဲ့ဘလူများရက်တီချမလဲမိသားစုဝင်တယောက်ယောက်များနေမကောင်းဖြစ်လာရင်စီးပူးဝါကားတောင်ရှိကြမှာမဟုတ်ဘူးဖြစ်တယ်လို့ကြိတ်မိတ်ပြီးဖြည့်ရှင်းနေကြရတာကျမထင်တာတော့ရှင်သူတို့လာစာကိုတိုးပြီးတင်တယ်ဘယ်တော့မှမတိုးပြီးနိုင်ဘူးမင်းရဲ့အကြံဉာဏ်လေးငါမလို့ဘူးဘသူ့ကိုဘလောက်ပေးရမလဲဆိုတာငါအသိဆုံးပဲမင်းငါကိုလာပင့်သေးနေစရာမလိုဘူးပြီးတော့ငါအလုပ်ထဲကိုဝင်ဆွတ်ဖက်ရအောင်မင်းကဘဲကရဲတင်းလာတာလေဒါမင်းအလုပ်မဟုတ်ဘူးငါအလုပ်ပဲနောက်မင်းရဲ့အကြံဉာဏ်လေးငါမလိုချင်ဘူးမင်းလုပ်เสียရှိတဲ့အလုပ်ကိုပဲမင်းလုပ်စမှာကြားလားဒေါ်လာရွှေကတော့ဒီစကားတွေကြားပြီးအယမ်းစိတ်မကောင်းဖြစ်သွားရှာပါတယ်ဒီလိုနဲ့ပဲရက်အနှင်းငယ်ကုံလုံသွားခဲ့တယ်တနေ့တော့လင်မယားနှစ်ယောက်ထိုင်ပြီးစကားစမြေပြောနေကြတော့ဦးစိုးသိန်းကဒေါ်လာရွှေကိုမေးလိုက်တယ်လှရွှေငါ့ကိုတစ်ခုလောက်ပြောပြစမ်းမင်းအမြင်မှာငါရဲ့တန်ဖိုးကဘယ်လောက်ရှိလဲကျမအမှန်တိုင်းပြောရရင်တော့ရှင့်ရဲ့တန်ဖိုးကဟင်းထဲမှာမဖြစ်မနေခက်ရတဲ့စားလို့ပါပဲဒါကိုကြားတော့ဦးစိုးသိန်းကအယမ်းဒေါသထွက်သွားတယ်သူချက်ချင်းမတက်ရက်လိုက်ပြီးဘာပြောလိုက်တယ်မင်းအမြင်မှာငါတန်ဖိုးကစားလောက်ပဲရှိတယ်ပေါ့လေဆေးပေါ်ပေါ်နဲ့ဝယ်လို့ရတဲ့စားတစ်ပွင့်လောက်ပဲပေါ့မင်းစီကနေဒီလိုအဖြေမျိုးကြားရလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူးကျမပြောတာကိုဆုံးအောင်နားထောင်ပါဦးတော်စမ်းဘာမှဆက်နားထောင်စရာမလိုတော့ဘူးငါကြားချင်တာကြားပြီးပြီငါတန်ဖိုးဘယ်လောက်ရှိလဲဆိုတာငါသဘောပေါက်သွားပြီတခြားလူတွေကမှငါ့ကိုမင်းထပ်ပို့ပြီးတန်ဖိုးထားကြသေးတယ်တကယ်ပါပဲလှရွှေမင်းစီကဒီလိုစကားမျိုးကြားရမယ်လို့ငါမမျှော်လင့်ထားခဲ့ဘူးမင်းငါ့ကိုအယမ်းစိတ်နှောင်လုပ်လိုက်ပြီဒါပေမဲ့ကျမစကားကိုဆုံးအောင်နားထောင်ပါဦးရှင်တော်ပါတော့လှရွှေဘာမှဆက်ပြောနေစရာအကြောင်းမရှိတော့ဘူးငါကုံသွေးရေးကိစ္စနဲ့ခရီးထွက်စရာရှိတယ်2 ရက်4 ရက်လောက်နေရင်ငါပြန်လာခဲ့မယ်ဒီလိုပြောပြီးဦးစိုးသိန်းဟာခရီးထွက်သွားခဲ့ပါတယ်ရက်အနည်းငယ်ကြာတော့ဦးစိုးသိန်းပြန်ရောက်လာတယ်အိမ်ရှိမှာအပင်ပေါက်ကလေးတစ်ပင်ပေါက်နေတာကိုသူတွေ့လိုက်ရတယ်ထော်လှရွှေကခင်ပွန်းဖြစ်သူပြန်လာတာကိုမြင်တော့အယမ်းဝမ်းသာသွားတယ်ဟိုးရှင်ပြန်ရောက်လာပြီပဲခရီးစဉ်အဆင်ပြေရဲ့လားရှင်နေကောင်းနေမလားအေးငါနေကောင်းပါတယ်ဒါနဲ့ဒီအပင်လေးကိုကြည့်စမ်းပါဦးငါတို့ဘာမျိုးစီမှမချထားဘဲနဲ့ဒီအပင်ကဘလို့လို့ပေါက်လာတာလဲမသိဘူးညက်တကောင်ကောင်များအစီချသွားတာလားမသိပါဘူးဒါတိချပေါက်တပြေတီးပင်ပဲဖြစ်ရမယ်မဟုတ်ဘူးထင်နေရှင်ကျမကြည့်ရတာတော့တရက်ပီနဲ့တူတယ်မဟုတ်ပါဘူးလှရွှေရငါအထင်ဘယ်ထဲမှမလွှဲနိုင်ဘူးငါပြောနေတယ်လေဒါတပြေပင်ပါဆိုတရက်ပီမဟုတ်ဘူးမင်းကအပင်နေအကြောင်းဘာနားလေလို့လဲငါတိချတိတယ်ဒါတပြေပင်ပဲမဟုတ်ဘူးတပြေပင်မဟုတ်ဘူးတရက်ပင်ပါရှင်ဘလောက်ဝေးနားလေဒီတခါတော့ကျမပြောတာမှန်တယ်ဒါတရက်ပင်ပဲမင်းဘာတွေပြောနေတာလဲဒါတပြေပင်လို့ငါပြောနေလေသားနဲ့မင်းကဘာလို့လက်မခံရတာလဲငါကြည့်နေတာကြပြီအခုနောက်ပိုင်းမင်းကမင်းထင်ရကြီးပဲလုပ်နေတာမင်းကိုမင်းဘာများထင်နေလဲငါစကားတခုပြောတိုင်းမင်းကအမြဲတမ်းပြန်ခံညင်းချင်နေတာပဲငါဆုံးဖြတ်ချက်ကိုဘယ်တော့မှမင်းလက်မခံဘူးအိမ်အကူတွေကိုမကူညီနဲ့လို့ပြောတာတော့မင်းကကူညီနေတော့မယ်အဲ့ဒီနေ့ကငါတန်ဖိုးကိုမေးတော့လဲမင်းကစားနေသွားနိုင်တယ်
မင်းမိနေပြီလားဒီနေ့မင်းဒီလိုနေနိုင်စားနိုင်တာငါကြောင့်ဆိုတာကိုအဲ့ဒါကိုမင်းကငါ့ကိုပြန်အားခံနေတယ်ဒီနေ့မင်းရနေတဲ့စီးစိမ်ချမ်းသာတွေကငါကြောင့်ဆိုတာကိုမမိနဲ့အခုလဲငါကတပြေပင်လို့ပြောနေတာကိုမင်းကလက်မခံမဲ့တရက်ပင်လို့အတင်းညင်းနေတယ်ငါပြောသမျှကိုလိုက်ကန့်ကွက်နေမှရမှာလားမင်းတမင်တက်တက်ငါ့ကိုအရှက်ခွဲချင်လို့ဒီလိုလုပ်နေတာမလားဘာလို့လဲဆိုတော့မင်းကမင်းအရင်တော်တယ်လို့ထင်နေလို့လीရှင်ဘာဒီပြောနေတာလဲအဲ့ဒီလိုလုံးဝမဟုတ်ပါဘူးရှင်ကိုကျမကဘာကိစ္စတမင်တက်တက်အရှက်ခွဲရမှာလဲပြီးတော့ကျမလိန်ပြောနေတာမဟုတ်ဘူးအဲ့ဒါတကယ်ပဲတရက်ပင်မှုလို့တရက်ပင်လို့ပြောရတာပါတပြေးပြေးမဟုတ်လို့ပါတော်စံလှရွှေလုံလောက်ပြီငါကတပြေးပြေးလို့ပြောရင်တပြေးပြေးမေးဒီကိစ္စအတွက်မင်းနဲ့လောင်းကြီးထပ်ဖို့ငါအတိတ်မေးငါရေလောင်းကြီးရတော့တကယ်လို့ဒါဟာတပြေးပြေးဖြစ်ခင်မင်းဒီအိမ်ကနေဆင်းသွားရမယ်ဒါပေမဲ့မင်းပြောတယ်လို့တရက်ပင်ဖြစ်ခင်တော့ငါကအဆုံးစီရင်မေးဘာလို့လဲဆိုတော့ငါအတွက်ဓာတ်ထိုက်ကြီးမားတဲ့အဆက်ကွဲမှုဆိုတာမရှိတော့ငါရေကုန်တိတ်ခါကိုအကြဆင်းခံပြီးငါမရှင်းထိုင်ဘူးဒေါ်လာရွှေကတော့ဒီစကားကိုကြားပြီးအရင်တုန်လို့သွားပါတယ်ရှင်ဘာစကားတွေပြောနေတာလဲဒီလိုတင်းနေတဲ့ကိစ္စလေးတွေလောင်ကြီးထပ်ဖို့ဘာအကြောင်းရှိလို့လဲငါပြောပြီးပြီလေမင်းဒီလောင်ကြီးကိုလက်ခံရမယ်ဒီလောင်ကြီးကပဲဘဒူမှန်လဲဘဒူမှားလဲဆိုတာကိုဆုံးဖြတ်ပြီးလိမ့်မယ်ဒေါ်လာရွှေအကြက်ရိုက်သွားပါတယ်ငါဘယ်လိုလုပ်ရမလဲသူအရင်ဒေါသထွက်နေတယ်ဒီနေ့ငါပြောသမျှကို तू လက်ခံမှာမဟုတ်ဘူး तू ကအငြင်းတဲ့ငါစကားတွေကိုအထီလွဲနေတာတကယ်တော့သူ့ကိုငါဘဒူမှအဆက်မခွဲချင်ခဲ့ပါဘူးသူ့ကိုငါအရင်လေးစားတာအခုသူ့ကိုငါဘယ်လိုရှင်းပြရမလဲ ကောင်းပြီလေတခုခုတော့လုံမှာဖြစ်မယ်အပင်ကအရွက်ကိုငါကိုယ်တိုင်စားကြည့်လိုက်မယ်အရသာချင်းရင်ဒါတရက်ပင်ပဲမဟုတ်ရင်တော့မဟုတ်ဘူးပေါ့ဖျားသခင်ကျမကိုကူညီပါဒီတခါတော့ကျမဘက်ကမပါပဲကျမခင်မွန်းဘက်ကနေကူညီပေးပါသူ့ကိုအနိုင်ရပါစေတကယ်လို့သူရှုံသွားရင်သူ့မပါပဲကျမအသက်မရှင်နိုင်ဘူးသူ့အကြောင်းကိုကျမအတိဆုံးပါသူ့စကားသာမှားသွားရင်သူဒီအဆက်ကွဲမှုနဲ့ဆက်ပြီးအသက်ရှင်နေမှာမဟုတ်ဘူးကျမအမြင်မှာမဟုတ်ပေမဲ့သူ့အမြင်မှာတော့ဒါဟာအရန်ကြီးမားတဲ့အဆက်ကွဲမှုကြီးဖြစ်နေတယ်မိဘာရီစဉ်းစားနေတာလဲငါလောင်းကြီးကိုလက်ခံနေမလားဒါမှမဟုတ်မင်းလင်ပြောတာမိသွားပြီလို့ထင်လို့တမင်တက်တက်လက်မခံချင်အောင်စောင့်နေတာလားပြောလီဘာလို့ညင်နေတာလဲလူဦးစိုးသိန်းကမီးလိုက်တယ်ဟုတ်ကဲ့ရှင်ရဲ့လောင်းကြီးကိုကျမလက်ခံပါတယ်ဘသူအမှန်ပြောလဲဘသူလိန်နေလေဆိုတာကိုကျမအခုပဲတတ်သိပြပါမယ်ဒီအပင်ကအရွက်တရွက်ကိုကျမစားကြည့်မယ်အရွက်ကချင်နေရင်ဒါတရက်ပင်ပဲမချင်ဘူးဆိုရင်တော့ရှင်ပြောတာမှန်ပါတယ်ကောင်းပြီလေစားကြည့်စမ်းဒေါ်လာရွှေလည်းအပင်ပေါ်ကအရွက်တရွက်ကိုခူးပြီးစားကြည့်လိုက်တဲ့အခါ ပုံမြင်လေးကိုသဘောကျတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့နောက်ထပ်ပုံမြင်အသစ်တွေနားထောင်ဖို့ subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကဲပုံမြင်လေးကိုရှေ့ဆက်လိုက်အောင် အရသာကချင်နေပါတယ်ဒေါ်လာရွှေစိတ်ထရနေတွေးလိုက်တယ်ဖယားသခင်ဒါဘာလုပ်လိုက်တာလဲကျမဆူတောင်းတာဒါမျိုးမဟုတ်ဘူးလေဒီအပင်တရက်ပင်မဖြစ်ပါစေနဲ့လို့ဆူတောင်းခဲ့တာ哦ဘာလို့ကျမဘက်ကရက်တီပေးရတာလဲကျမကိုမကူညီပဲကျမခင်မွန်းကိုကူညီပေးတင်တာပေါ့အခုဘယ်လိုလုပ်ရမလဲဒါတပြေပင်မဟုတ်ပဲတရက်ပင်ဆိုတာ तू တိသွားရင်ဘာရင်းများထားလို့မလဲမသိဘူးဟေးသူ့အမှန်တရားဖုံးကွယ်ထားမှဖြစ်မယ်ဘာဖြစ်သွားတာလဲဘာလို့ငြိမ်ကြသွားတာလဲပြောလေအရသာဘလို့နေလေမြင်မြန်ပြောစမ်းငါနိုင်သွားပြီမလားမင်းလင်ပြောနေတယ်ဆိုတော့ငါကောင်းကောင်းသိတယ်ဒီဟာတွေအကုန်လုံးမင်းငါ့ကိုတမီအဆက်ခွဲချင်လို့လုပ်နေတာပဲအခုတော့တရက်ပင်မဟုတ်ပဲတပြေပင်ဆိုတာမင်းသိသွားပြီမလားဘာလို့ငြိမ်နေတာလဲဘာလို့မပြောတာလဲဒါမှမဟုတ်စကားပြောစရာစကလုံးတော့မရှိတော့ဘူးလားကောင်းပြီလေမင်းမပြောချင်နေငါကိုယ်တိုင်စားကြည့်မယ်မဟုတ်ဘူးရှင်စားကြည့်စရာမလိုပါဘူးကျမရှုံးသွားပါပြီဒါကမချင်းပါဘူးတပြေပင်အစ်စ်ပါကျမကတရက်ပင်များလားလို့ထင်မိလို့ပြောလိုက်တာပါရှင်ကိုအဆက်ခွဲခြင်းနဲ့စိတ်လည်းမရှိပါဘူးရှင်စကားကိုနားမထောင်တဲ့အတွက်တောင်းပန်ပါတယ်ဒါတပြေပင်ပါတွေ့လားငါပြောသားပဲအဲ့ဒါကြောင့်မို့အခုနတစေပူးသလိုရက်နေတာ哦ဒီတခါတော့ငါ့ကိုနိုင်မယ်လို့မင်းထင်ခဲ့တာပေါ့လေဒါပေမဲ့မင်းထင်တယ်လို့မဖြစ်လာတော့ငါ့ကိုမနိုင်လိုက်ရလို့မင်းစိတ်မကောင်းဖြစ်နေမှာပေါ့မင်းတမင်တက်ဘာလို့တရက်ပင်လို့ပြောခဲ့လဲဆိုတာငါကောင်းကောင်းသိတယ်ဘာလို့လဲဆိုတော့မင်းကမင်းသဘောတိုင်းလှုပ်ချင်နေလို့လေမင်းကိုမင်းမှန်နေငါကမှားတယ်ဆိုတာကိုတတ်သိပြချင်နေတာ
ထားလိုက်ပါတော့ငါ့ကိုလေးစားမှုမရှိတဲ့ငါစကားတွေကိုအမြဲကန့်ကွက်ပြီးအဆက်ခွဲနေတဲ့မိန်းမမျိုးနဲ့ငါဆက်မပေါင်းနိုင်ဘူးငါတန်ကိုကိုနားမလဲတဲ့မိန်းမတစ်ယောက်ကိုငါကဘာလို့တန်ဖိုးထားရမှာလဲလောင်းကြီးအရာမင်းဒီအိမ်ကနေထွက်သွားရမယ်ငါမင်းစကားတခွန်းမှထပ်နားမထောင်ချင်ဘူးငါအိမ်ပေါ်ကဆင်းသွားစမ်းဒေါ်လာရွှေစိတ်ထဲကနေရေရွတ်လိုက်ပါတော့မယ်ဖယားသခင်ဒါပါရီဖြစ်ကုန်တာလေအခုကျမဘာဆက်လုပ်ရမလဲအမှန်တိုင်းပြောပြလိုက်ရင်သူ့ကိုယ်သူတခုခုလှုပ်ပစ်လိမ့်မယ်လိန်ပြောလိုက်ပြန်တော့လေသူ့ကိုထားခဲ့ပြီးကျမထွက်သွားရတော့မယ်သူ့ကိုစိတ်မစင်းရဲချင်ဘူးကျမပဲဒီအိမ်ကနေထွက်သွားလိုက်ပါတော့မယ်ကျမကန်ကျမမှာဒီလိုပဲပါလာခဲ့တာနေမှာပါကန်ကျမကဒီလိုပဲအလိုရှိနေတယ်ဆိုရင်လေဖြစ်ပါစေတော့လေကျမဒီအိမ်ကနေထွက်သွားဖို့အသင့်မှာပဲဒီလိုနဲ့ဒေါ်လာရွှေကအိမ်ကနေဆင်းလာခဲ့ပါတယ်လမ်းမှာသူမစဉ်းစားလာတယ်ငါမိဘအိမ်ကိုတော့ပြန်လို့မဖြစ်ဘူးအဲ့ဒီကိုပြန်သွားရင်သူတို့အရန်အဆက်ကွဲလိမ့်မယ်သမီးအကြီးအကဲဖြစ်တဲ့ငါကအိမ်ထောင်ဒီဘဝကနေအိမ်ပေါ်ကဆင်းလာပြီးယောက်ျားကစွန့်ပစ်လိုက်တယ်ဆိုတဲ့အမေဆက်ကြီးနဲ့သူတို့အသက်ရှင်နိုင်မှာမဟုတ်ဘူးသူတို့ရင်ကွေးနာကြလိမ့်မယ်လူတွေကလည်းအမျိုးမျိုးပြောကြလိမ့်မယ်ငါအဲ့ဒီကိုသွားတာမမှန်ဘူးသူတို့ရှင်တန်နိုင်မှာမဟုတ်ဘူးဖယားသခင်ကျမကိုလမ်းပြပေးပါကျမဘယ်ကိုသွားရမလဲတကယ်လို့လမ်းမပြဘူးဆိုရင်တော့ညစ်သေးခုန်ချပြီးကိုအဆုံးစီရင်လိုက်တော့မယ်အဲ့ဒီလိုတွေးနေရင်နဲ့ဒေါ်လာရွှေဟာရုတ်တရက်ခေါင်းမူးလာပြီးလမ်းမှာပဲတတိလစ်မိလဲကျသွားပါတယ်။သူမမျက်လုံးပြန်ပွင့်လာတဲ့အခါအိမ်တအိမ်လေးကိုရောက်နေတာတွေ့လိုက်ရတယ်။သူမရှိမှအဖွားအိုတယောက်နဲ့လူငယ်တယောက်ကိုတွေ့ရတယ်။ဒေါ်လာရွှေမတ်တက်ထရက်ပြီးမီးလိုက်တယ်။ရှင်တို့ကဘသူတွေလဲ။ကျမဒီကိုဘလို့ရောက်လာတာလဲ။မလန့်မာနဲ့သမီးရဲ့အဖွားရဲ့သားကသမီးကိုဒီကိုခေါ်လာတာပါတောထဲမှာသမီးတတိလင်နေတာကိုအဖွားသားကဖြတ်အသွားမှတွေ့လို့အိမ်ကိုခေါ်လာခဲ့တာပါကျမဘလူဖြစ်ပြီးမူးလဲသွားလဲမသိပါဘူးဒါနဲ့ကျမကိုကူညီပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒါနဲ့သမီးကအဲ့ဒီလိုအချီနေမျိုးနဲ့တိုးထဲမှာဘာသွားလုံနေတာလဲဒီလိုအချီနေနဲ့တိုးထဲမှာတယောက်ထဲသွားလာနေတာမကောင်းဘူးလေအချီနီပါအချီနီကိုပြောတာလေကျမကျန်းမာကြီးပါအဖွားဘာပြောချင်တာလဲဆိုတာကျမနားမလည်ဘူး။အိုးသမီးရေအစပိုင်း3လကိုဘယ်သူမှပြီးမသိဘူးဆိုတာအဖွားလေးနားလေပါတယ်။ဒါပေမဲ့သမီးမိလေးနေတော့ကအဖွားတို့တမားတို့ကိုပင့်ပြလိုက်တယ်။တမားတို့ကြီးပြောပြလို့သမီးမှာကိုဝင်ရှိနေပြီဆိုတာအဖွားတို့သိပြီးပါပြီ။အခုတော့အဖွားကိုဖုံးကွယ်နေစရာမလိုတော့ပါဘူး။အဖွားကသမီးကောင်းဖို့အတွက်ပြောနေတာပါ။ဒါနဲ့သမီးခင်ဘူးငါကိုဖေးပါလေ။ဒီစကားကိုကြားတော့ဒေါ်လာရွှေအယံအံ့အားသင့်သွားတယ်။စိတ်ထဲကနေတွေးလိုက်မိတယ်။ဖယားသခင်ဒီလိုတည်င်းကောင်းကိုမှဘလို့အခြေအနေကြီးမှလာပေးရတာလဲ။ဒါကိုတည်င်းကောင်းလို့သတ်မှတ်ရမလား။ကန်ဆိုးမှုလို့သတ်မှတ်ရမလားတော့နားမလည်တော့ဘူး။ငါခင်ဘုံအကြောင်းကိုတော့ဖုံးကွယ်ထားမှဖြစ်မယ်။မဟုတ်ရင်သူတို့ကသူ့ကိုအပြစ်တင်ကြလိမ့်မယ်။တကယ်တော့အဖွာဒီလောကကြီးမှာကျမအတွက်ဘယ်သူမှမရှိတော့ပါဘူး။မိဘတွေလည်းမရှိတော့ပါဘူးကျမခင်ဘူးနဲ့အတူနေထိုင်ခဲ့တာပါဒါပေမဲ့ကျမခင်ဘူးမြို့ကိုအလုတ်သွားရှာရင်းနဲ့ပြန်မလာတော့ဘူးတည်င်းအစနာတော့မရဘူးသူ့ကိုမျောနေခဲ့တာ2လတောင်ရှိသွားပြီကျမတို့ကအိမ်ငှားနေကြတာပါအိမ်လာခါမပြီးနိုင်တာ3-4လလောက်ရှိသွားတော့အိမ်ရှင်ကကျမကိုအိမ်ပေါ်ကနေနှင်ချလိုက်တယ်အဲ့ဒါနဲ့သူ့ကိုလိုက်ရှာဖို့ထွက်လာခဲ့တာပါအဖွားရဲ့ကျမမှာကိုဝင်ရှိနေတယ်ဆိုတာကိုကျမကိုယ်တိုင်တော့မသိခဲ့ပါဘူးအခုအဖွားပြောမှပဲသိရတာပါအိုးသမီးရဲ့အယံကိုစိတ်မကောင်းစရာပါပဲသမီးအပေါ်အယံဆိုးရွားခဲ့တာပဲတကောင်ကျွတ်မိန်းမသားအပေါ်မှာတော့နည်းနည်းလေးမှတနာညာတာမှုမရှိဘူးအိမ်ပေါ်ကနင်ချရက်တယ်သမီးဘာမှစိတ်မပူနဲ့နော်သမီးဒီမှာအဖွားတို့နဲ့အတူနေပါအဖွားရဲ့သားရှိတယ်လေသူသမီးခင်ဘုံကိုစုံစမ်းပေးလိမ့်မယ်သမီးခင်ဘုံကိုမတွေ့မချင်းသမီးဒီမှာပဲနေပါဒီလိုအချင်းနေနဲ့အပြင်မှာနေဖို့မသင့်တော့ဘူးပြီးတော့သမီးဘဲကိုသွားမှလဲဘဲမှာသွားနေမှလဲအဲ့ဒီတော့ဒီမှာပဲနေတာအကောင်းဆုံးပဲအ
အဖွားကိုသမီးရဲ့အမေအရင်လို့သဘောထားပါ ဟုတ်ပါတယ်အမကျွန်တော်ကိုလည်းအမရဲ့မောင်အရင်တစ်ယောက်လိုသဘောထားပါကျွန်တော်အမေကသမီးမိန်းကလေးတစ်ယောက်လိုချင်ခဲ့တာကျွန်တော်ကလည်းအမတစ်ယောက်အရင်လိုချင်ခဲ့တာပါဖယားသခင်ကအမအနေတဆင့်ကျွန်တော်တို့ရဲ့စံတားတွေကိုဖြည့်ဆည်းပေးလိုက်တာနေမှာပါသွေးသားတော်ဆန်းမှာဆွေမျိုးဖြစ်တာမဟုတ်ပါဘူးလူသားချင်းစာနာထောက်ထားမှုနဲ့လေဆွေမျိုးဖြစ်နိုင်တာပဲလေအမဘာမှစိတ်မပူနဲ့ရောက်ဖားကိုတွေ့အောင်ကျွန်တော်အစွမ်းကုန်စူးစမ်းရှာဖွေပေးပါမယ် တကယ်ပဲရှင်တို့သားမီးနှစ်ယောက်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်တို့လိုလူကောင်းနေနဲ့တွေ့ဖို့ဆိုတာမလွယ်ပါဘူးကျမကိုကူညီဖို့ဖျားသခင်ကိုယ်တိုင်ကရှင်တို့ကိုစေလွတ်လိုက်တာလို့တောင်ထင်မိတယ်မဟုတ်ရင်ကျမဘာတွေဖြစ်သွားမလဲမသိဘူးကျမမှာဘာရွေးချယ်စရာလမ်းမှမရှိတော့ဘူးလေတကယ်ပဲကျေးဇူးတင်ပါတယ်အဖွာအဲ့ဒီနောက်တော့ဒေါ်လာရွှေရအဲ့ဒီအိမ်မှာပဲနေထိုင်ခဲ့ပါတယ်အချိန်ကြီးကုန်လွန်လာတာနဲ့အမျှဒေါ်လာရွှေရချစ်စရာကောင်းတဲ့သားလေးတစ်ယောက်မွေးဖွားခဲ့တယ်အချိန်ကြီးကြာလာတော့ဟိုအရှိကအပင်လေးကလည်းကြီးပြင်းလာပြီးတရက်သီးတွေတီးလာပါတော့တယ်ဦးစိုးသိန်းကတရက်သီးလေးကိုမြင်လိုက်ရတဲ့အခါအယမ်းကိုအံ့အားသင့်သွားပါတယ်ဟမ်ဒါကတရက်သီးတွေတီးနေတာလားဟင်မဖြစ်နိုင်ဘူးဒါဘလို့လို့ဖြစ်နိုင်မှာလဲဒါကတပြေးပင်လीတရက်သီးတွေဘလို့လို့တီးလာတာလဲဒါဆိုလှရွှေပြောတာမှန်နေခဲ့တာပေါ့ဒါပေမဲ့ तू ဘာလို့ငါ့ကိုလိန်ပြောခဲ့ရတာလဲ तू အရွက်ကိုစားကြည့်ပြီးပြီလေဘာလို့တပြေးပင်လို့လိန်ပြောခဲ့ရတာလဲဘာလို့အဲ့လိုလုပ်ခဲ့ရတာလဲဖယားသခင်ငါဘလို့တောင်ကြီးမားတဲ့အမားကြီးကိုကျူးလွန်မိခဲ့တာလဲ तू မလုပ်ခဲ့တဲ့အမားတစ်ခုအတွက်သူ့ကိုငါအပြစ်ပေးခဲ့မိတာပဲအခုငါဘလို့လုပ်ရမလဲ သူ့ကိုဘယ်မှာသွားရှာရမလဲသူဘယ်ရီရောက်နေပြီလဲမသိဘူးအဲ့ဒီနေ့ကငါကိုယ်တိုင်ကအရွက်ကိုစားကြည့်လိုက်ရင်ဒီလိုကြီးမားတဲ့အမားကြီးကိုလုံမိမှမဟုတ်ဘူးအဲ့ဒီနေ့ကငါအရန်ဒေါသထွက်နေခဲ့တာငါဘက်ကအရန်ကြီးမားတဲ့အမားကြီးတစ်ခုလုံမိသွားပြီလှရွှေကိုငါရှာကိုရှာမှဖြစ်မယ်ဒီနေ့ငါကိုငါအရန်ရှက်မိတယ်အရန်လဲနောင်တရနေပြီဒီတိုင်းငါဆက်ပြီးအသက်မရှင်နိုင်ဘူးငါရဲ့လှရွှေကိုငါရှာရမယ်သူမစီကနေဒီမေကုန်းအတွက်အဖြေကိုငါသိကျင်တယ်သူ့ကိုငါရှာကိုရှာရမယ်ဦးစိုးသိန်းဟာသူ့တပည့်တွေကိုခေါ်ပြီးဒေါ်လှရွှေကိုစုံစမ်းရှာဖွေခိုင်းပါတော့တယ်ဒီဘက်မှာတော့ဒေါ်လှရွှေဟာသူ့သားလေးနဲ့အတူနေထိုင်လျက်ရှိပါတယ်ဒေါ်လှရွှေရဲ့မောင်ဖြစ်သူအောင်ကျော်ဟာသူ့တူလေးကိုအယမ်းချစ်ပါတယ်အမြဲတမ်းအပြင်သွားရင်ခေါ်သွားလေးရှိပြီးလိုချင်တဲ့မှန်သမျှအကုန်ဝယ်ပေးပါတယ်ကလေးလေးကလည်းအောင်ကျော်ကိုဦးလီလို့ခေါ်ပါတယ်ဒေါ်လှရွှေရဲ့သားလေးဟာအယမ်းစော့တက်ပါတယ်တနေ့တော့အမျိုးသမီးတစ်ယောက်ကလာတိုင်းပါတယ်ဟဲ့အောင်ကျော်နင့်တူကိုတီးချဆုံးမထားစမ်းပါတနေ့တခြားသူ့အစော့ကလွန်လာပြီမနက်ကငါရေခတ်သွားတာကိုသူကငါရေအိုကိုခင်းနဲ့ပေါက်ခွဲလိုက်တယ်နင်တို့ကသူ့ကိုအယမ်းအလိုလိုက်ထားတာပဲနင်တို့အိမ်မှာတော့အလိုလိုက်လို့ရချင်းရမယ်ငါတို့အိမ်မှာတော့မရဘူးနင်တူကငါ့ကိုနစ်နာအောင်လှုပ်လိုက်ပြီနင်တို့ကသူ့ကိုဘာမှမပြောတော့သူကပူပူဆိုးလာတာသူ့ကိုထိန်းထားဖို့တင်ပေးထားမဟုတ်ရင်တနည်းပြဿနာကြီးကြီးမားမားရှာလာလိမ့်မယ်အဲ့ဒီအခါကျမှနောင်တရနေလို့အလကားပဲတောင်းပန်ပါတယ်အမရေကျွန်တော်အခုပဲရီဦးအစ်စ်ဝေပေးပါမယ်ခလီကိုခွင့်လွတ်ပေးလိုက်ပါခလီဆိုတော့တိတ်နာမလေသေးလို့ပါတဖြည်းဖြည်းနဲ့နားလေလာမှာပါသူ့ကိုကျွန်တော်ဆုံးမလိုက်ပါမယ်ညနေကျရင်ရီဦးအစ်စ်လာပေးပါမယ်စိတ်မပူပါနဲ့အေးပြီးတာပဲနင့်တူလှုပ်ထားတဲ့အပြက်အစီအတွက်နင်ပဲတာဝန်ယူရမှာပေါ့ပြီးတော့နင်းအကျိုးအတွက်ငါပြောခဲ့မယ်သူ့ကိုတေချထိန်းထားမဟုတ်ရင်နင့်တူကဒီလိုပဲအမြဲတမ်းပြဿနာရှာနေမှာပဲနင်လဲတစ်သက်လုံးလိုက်လော်နေရလိမ့်မယ်အဲ့ဒီလိုပြောပြီးအမျိုးသမီးလည်းထွက်သွားပါတယ်ဒေါ်လာရွှေကသူမသားကိုစူပါတော့တယ်ဟဲ့ဖိုးထူတားပါလို့အဲ့ဒီလိုလုပ်ရတာလေအဲ့ဒီအတော်ကြီးရဲ့ရေအိုးကိုခွဲเสียဘာအကြောင်းရှိလို့လဲတားကိုတားခရစ်နာနတ်ဖယားလို့ထင်နေလားတားရဲ့ဒါကအရင်ခေတ်ကမဟုတ်ဘူးအခုခေတ်နော်တားတွေ့တယ်မလားအဲ့ဒီအတော်ကြီးကတားရဲ့ဦးလေးကိုဘလောက်တောင်ပြောသွားလဲဆိုတာတားကအမြဲတမ်းဒီလိုပဲတားကြောင့်တားဦးလေးမှာအမြဲတမ်းအပြောခံနေရတယ်အမြဲတမ်းအရှုံးခံနေရတယ်နောက်ဒီလိုတိုင်စာမျိုးထိုက်ရောက်လာရင်တားမှတ်လောက်တားလောက်အောင်ကိုအရိုက်ခံရမယ်မှတ်ထားလိုက်ပါအမရဲ့ခလေးပဲဟာကို
အရန်မဆူပါနဲ့ချစ်ချစ်ခင်ခင်နားချပြရင် तू နားလေသွားမှာပါ ပုံမြင်လေးကိုသဘောကျတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့နောက်ထပ်ပုံမြင်အသစ်တွေနားထောင်ဖို့ subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကဲပုံမြင်လေးကိုရှေ့ဆက်လိုက်အောင် အောင်ကျော်ကဝင်ပြောပါတယ်အောင်ကျော်နင်ကသူ့ကိုအရန်အလူလိုက်ထားတာငါဆူလိုက်တိုင်းနင်ကဝင်ကာပေးနေတော့နင်းချောင်သူတလောက်စိုးနေတာငါစကားကိုတခုမှနားမထောင်တော့ဘူးနင်ကသူ့ဘက်ကနေကာကွယ်ပေးမယ်ဆိုတာ तू သိနေတော့ငါကိုလုံးဝမကြောက်တော့ဘူး तू လှုပ်ချင်ရလှုပ်တော့တာပဲအမရေခလီးမှုလို့ဘာလို့ကျွန်တော်ပြောနေဒီလီတနည်းမဟုတ်တနည်းတော့ဘာလို့သိနေဘာမလို့သိဘူးဆိုတာ तू နားလေလာမှာပါအခုတော့ तू ကတိတ်မသိတတ်သေးဘူးလီအခုအရွယ်မှမစိုးရင်ဘယ်ချိန်သွားစော့မလဲ तू အသက်ကဘလောက်ရှိသေးလို့လဲ तू ကိုမစူပါနဲ့ကျွန်တော် तू ကိုတီးချနားချလိုက်ပါမယ်အမဘာမှစိတ်ပူစရာမလိုပါဘူး तू ဦးလေးရှိတယ်လေအကုန်လုံးရှင်းပြီးမှာပေါ့ဒီရွာမှာဘသူမှကျွန်တော်တူလေးကိုလက်ညှိုးထိုးရဲတဲ့သူမရှိစေရဘူးခုနကမိန်းမမို့လို့ကျွန်တော်ဘာမှပြန်မပြောတာအမလည်းသိတာပဲကျွန်တော်ကမိန်းမသားတွေကိုအရန်လေးစားတယ်ဆိုတာ တကယ်လို့သူ့နေရာမှာယောက်ျားတစ်ယောက်သာဆိုရင်ကောင်းကောင်းပညာပေးလိုက်ပြီအောင်ကျော်ဒါမကောင်းဘူးနော်မှားတာကမှားတာပဲလေသူ့ကြောင့်နင့်စီပြဿနာတွေရောက်လာမှာကိုငါမလိုလားဘူးဟိုးအမကလည်းဘာလို့ဒီလောက်တောင်စိတ်ပူနေရတာလဲဘာမှမဖြစ်ပါဘူးဆိုသူ့ကိုကျွန်တော်တေချာနားချလိုက်ပါမယ်အမအယမ်းမတွေးပါနဲ့သူ့ဦးလေးကအရာအားလုံးကိုထိန်းချုပ်ပေးပါမယ်ဒီလိုနဲ့ပဲရက်အနှဲငယ်ကုံလွန်သွားခဲ့တယ်တနေ့တော့ဦးစိုးသိန်းစီကိုသူ့ရဲ့ကုံတဲ့တငယ်ချင်းဟောင်းတီဟရောက်လာပါတယ်ကုံတွေရေးကိစ္စတွေအချင်းချင်းဆွေးနွေးကြတယ်ကိုစိုးသိန်းဒါဆိုငါတို့ရဲ့အယောင်းဝယ်ကိုတီချတယ်လို့တတ်မှတ်လိုက်တော့မယ်နော်တရက်မှာအောင်ကျော်အပြင်သွားနေတော့တီဟနဲ့သွားဆုံပါတယ်ဟေးအောင်ကျော်ငေါတငယ်ချင်းမတွေ့ရတာကြာပြီပဲဖေးသွားမလို့လဲအော်တီဟငါဒီရွာမှာပဲနေတာလीငါအိမ်ကဒီနားတယ်ဒါနဲ့မင်းကဒီရွာကိုဘယ်လိုရောက်လာတာလဲမင်းကမြို့မှာနေတာမဟုတ်ဘူးလားရွာကိုဘယ်တော့မှရောက်လာတာလဲငါကလည်းမပြောဘူးမြို့ကနေဘာသာမှမကြားပဲရုတ်တရက်ပျောက်သွားတာပဲအေးကွာအောင်ကျော်မြို့မှာနေရတာအဆင်မပြေတော့ဘူးအဖေနဲ့အမေကရွာမှာပဲနေကြတာလीပြီးတော့အဖေဆုံးသွားတော့အမေတယောက်တည်းကြံခဲ့တယ်အမေကလည်းမြို့ကိုလုံးဝမလာချင်ဘူးငါလည်းမြို့မှာတယောက်တည်းနေရတာမပျော်တော့ဘူးအမေကလည်းရွာမှာတယောက်တည်းဆိုတော့ငါလေးရွာမှာပဲလာနေဖို့ဆုံးဖြတ်လိုက်တာ ပြီးတော့ငါတို့လေယာမြေတွေကလည်းအများကြီးရှိတယ်လေအဲ့ဒါကြောင့်ရွာမှာပဲနေတာပိုကောင်းတယ်လို့တွေးလိုက်မိတယ်မျိုးကနေထိုင်မှုဘဝကဘာများကောင်းလို့လဲကွာရွာမှာနေရတာအရန်ကောင်းတယ်လေအလုပ်တွေလုပ်ဖို့အလုပ်သမားတွေလည်းအများကြီးရှိတယ်ဘာအခက်ခဲမှမရှိဘူးလေကောင်းလေတန်းရတယ်ရေလဲတန့်ရှင်းတယ်မျိုးထက်အများကြီးတာပါတယ်အေးပါကွာဒါနဲ့မင်းအိမ်ကဘဲမှာလဲကို့အိမ်ကိုမခေါ်သွားတော့ဘူးလားဘာလို့မခေါ်ရမှာလဲမင်းကအင်းကိုခေါ်သွားဖို့လောက်ပဲပြောနေတာငါကတော့မင်းကိုငါအိမ်မှာရက်အနည်းငယ်လောက်လာနေဖို့တောင်ခေါ်ချင်တာမင်းမျိုးကိုတော့မိသွားလိမ့်မယ်ရွာမှာရက်အနည်းငယ်လောက်နေကြည့်ပါဦးဘလောက်ကောင်းလေးဆိုတာမျိုးကနေထိုင်မှုဘွားကအရသာပေါ့ပြတ်သွားလိမ့်မယ်ဆိုတာငါအာမခံတယ်လာပါကွာငါအိမ်ကအနီးလေးတင်ပါကောင်းပြီလေမင်းကခေါ်နေမှတော့မင်းအိမ်မှာရက်အနည်းငယ်လောက်လာနေဖို့ပေါ့အဲ့ဒီလိုပြောပြီးအောင်ကျော်ဟာတီဟကိုသူ့အိမ်ကိုခေါ်သွားပါတယ်တီဟဟာဒေါ်လာရွှေကိုမြင်ချင်းပဲငီးချင်နေမိပါတယ်အောင်ကျော်ဒါကဘာတူလဲပြီးတော့ဒီကလေးလေးကကောဒါငါအမလေးမင်းထိုင်ပါအောင်ငါအကုန်လုံးရှင်းပြပါမယ်အဲ့ဒီနောက်အောင်ကျော်ဟာဒေါ်လာရွှေရဲ့အကြောင်းလေးအကုန်လုံးကိုပြောပြလိုက်ပါတယ်အော်ဒီလိုကိုတကယ်ပဲသူတို့အပေါ်အရန်ဆူရွားခဲ့တာပဲဒါနဲ့အမကျွန်တော်ကိုလည်းအမရဲ့မောင်အရင်တယောက်လိုသဘောထားပါအောင်ကျော်ကကျွန်တော်ရဲ့ညီအကိုလို့ဆိုတော့သူ့အမကကျွန်တော်အမပါပဲအမဘာမှစိတ်မပူပါနဲ့အမရဲ့မောင်နှစ်ယောက်ကအမကိုဘာတစ်ခုမှလူလေသေးမရှိအောင်ထားပါမယ်ဒေါ်လာရွှေကတော့သွေးသားမတော်ဆက်ပေးမောင်နှစ်ယောက်ရလိုက်တဲ့အတွက်အရန်ကိုဝမ်းသာသွားပါတယ်ဖိုးထူးလေးကလည်းတီဟာနဲ့အရန်ကိုခင်မီရင်းနှီးသွားပါတယ် ဒီလိုနဲ့ရက်တော်များများကုံလွန်သွားခဲ့တယ်တနေ့တော့တီဟာကအောင်ကျော်ကိုပြောပါတယ်အောင်ကျော်ရက်တွေလည်းတော်တော်ကြာသွားပြီမင်းပြောတာမှန်ပါတယ်မျိုးထက်ရွာကပိုကောင်းပါတယ်ဒါပေမဲ့ငါမျိုးကိုပြန်တော့မလို့ဟိုမှာအလုပ်တွေအများကြီးကြံသေးတယ်ဒါနဲ့အောင်ကျော်ငါမင်းကိုတစ်ခုလောက်ပြောချင်တယ်မင်းခွင့်ပြုမယ်ဆိုရင်အမလှရွှေနဲ့ဖိုးထူးကိုငါနဲ့အတူမျိုးကိုရက်အနှဲငယ်လောက်ခေါ်သွားချင်တယ်
သူတို့လည်းမျိုးဆိုတာဘယ်လိုမျိုးလဲဆိုတာသိရတာပေါ့ဟိုမှာ2ရက်3ရက်လောက်နေပြီးရင်ငါကိုယ်တိုင်ဒီကိုပြန်လာပို့ပေးပါမယ်သူကငါအမလည်းဖြစ်နေတာပဲလीငါအမနဲ့တူလေးကိုရက်အနည်းငယ်လောက်ငါအိမ်ကိုခေါ်သွားလို့ရမလားအော်ရတာပေါ့တီဟာရဲ့ဒါကမီးနေစရာမှမလိုတာသူကငါအမဖြစ်တယ်လို့မင်းရဲ့အမလည်းဖြစ်နေတာပဲလीမင်းခေါ်သွားချင်ရင်ခေါ်သွားလို့ရပါတယ်သူတို့နေချင်တဲ့လောက်နေပါစေအမပြန်လာချင်တဲ့အခါမင်းကိုယ်တိုင်လာပို့ပြီးဒါမှမဟုတ်ငါ့ကိုလှမ်းခေါ်လိုက်ငါလာခေါ်ပါမယ်အဲ့ဒီနောက်တီဟာကသူတို့ကိုမြို့ကိုသူ့အိမ်ကိုခေါ်သွားပါတော့တယ်မြို့ရောက်တော့တီဟာကဖိုးထူကိုချိန်ချောက်ပါတယ်ဖိုးထူဒီမှာလာမစော့နေနော်ဒါရွာမဟုတ်ဘူးမြို့ကွာဒီကလူတွေကအယမ်းဆိုးတယ်ဒီအခန်းအပြင်ဘက်မှာတရေကြီးတွေအများကြီးရှိတယ်သူတို့မင်းကိုမြင်သွားရင်အစိမ့်လိုက်ဝါးစားသွားလိမ့်မယ်တီဟာကဖိုးထူကိုအဲ့ဒီလိုချိန်ချောက်ပြီးအခန်းတစ်ခုလေးမှာပိတ်လောင်ထားလိုက်တယ်ဖိုးထူလေးကလည်းသူ့စကားကိုယုံပြီးကြောက်လန့်ကအခန်းအပြင်ကိုမထွက်ရတော့ပါဘူးဒီလိုနဲ့တနေ့မှာတော့တီဟာကဒေါ်လာရွှေရဲ့အခန်းလေးကိုဝင်လာပြီးပြောပါတယ်လှရွှေငါမင်းကိုတခုပြောချင်တယ်ငါမင်းကိုအယမ်းသဘောကျတယ်မင်းကိုလက်ထပ်ချင်တယ်တကယ်တော့ငါမိန်းမကငါ့ကိုထားသွားတာကြားပြီအဲ့ဒီအချိန်ကလေးကငါအယမ်းအထီးကျန်နေခဲ့တာမင်းကိုမြင်ကလေးကမင်းအကြောင်းပဲတွေးနေမိတယ်လှရွှေမင်းကိုလည်းမင်းယောက်ျားကစွန့်ပစ်သွားခဲ့ပြီလေအခုအချိန်မှာငါတို့နှစ်ယောက်လုံးတယောက်ကိုတယောက်လိုအပ်နေကြတယ်ဒီအိမ်မှာမင်းကိုငါဇနီးနေရပေးခြင်းတယ်ငါ့ကိုလက်ထပ်နိုင်မလားဒီစကားကိုကြားတော့ဒေါ်လာရွှေအယမ်းကိုထိတ်လန့်တုန်လှုပ်သွားပါတယ်ရှင်ဘာရီလာပြောနေတာလေကျမကအိမ်ထောင်သည်တယောက်ပါကျမခင်ပွန်းလဲတက်ရှိထင်ရှားရှိနေပါသေးတယ်ကျမကိုဒီလိုစကားမျိုးပြောရအောင်ရှင်ဘယ်ကရေးတင်းလာတာလဲရှင်စိတ်ထဲမှာဒီလောက်တောင်ညစ်ပတ်တဲ့အတွေးတွေရှိနေမယ်လို့ကျမမထင်ထားခဲ့ဘူးရှင်ကအခုချိန်ထိကျမကိုအမားလို့ခေါ်နေခဲ့တာလေရှင်ကောင်းထဲမှာဒီလိုရုပ်မာတဲ့အကြံစီတွေရှိနေမယ်လို့ကျမတွေးတော့မတွေးဘူးရှင်ကမုံနှမဆိုတဲ့တန်ရောစင်ကိုစော်ကားလိုက်တာပဲရှင်ကိုအောင်ကျော်လိုပဲကျမရဲ့မောင်အရင်တယောက်လိုသဘောထားခဲ့တာဒါပေမဲ့ရှင်ကတခြားစီဖြစ်နေတယ်ဒီလိုအောက်တန်းကြတဲ့အတွေးမျိုးရှင်ကောင်းနဲ့ဘလို့ဝင်လာတာလဲမောင်နှမဆိုတာကငါဒီအတိုင်းပြောလိုက်တာပါအဲ့ဒီမှာငါကမင်းကိုအမားလို့မခေါ်ရင်မင်းငါနဲ့အတူလိုက်လာပါမလားမလိုက်လာဘူးလေအောင်ကျော်ကလည်းမင်းကိုငါနဲ့ထိပြီးမှမဟုတ်ဘူးအဲ့ဒါကြောင့်မို့ငါကမောင်နှမလို့ဟန်ဆောင်ခဲ့တာအောင်ကျော်အိမ်ကိုရောက်တဲ့နေ့ကလေးကမင်းကိုငါသဘောကျသွားခဲ့တာအဲ့ဒီအချိန်ကလေးကဘလောက်ပဲဟန်ဆောင်ရမင်းကိုငါအပိုင်ဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ထားခဲ့တာရုံမာလိုက်တဲ့လူရှင်ရဲ့ရုံမာတဲ့အကြံစီတွေဘယ်တော့မှအထက်မြောက်မှာမဟုတ်ဘူးအခုချက်ချင်းအောင်ကျော်ကိုဒီကိုခေါ်လိုက်ရှင်ရဲ့အကြောင်းတွေအကုန်လုံးကိုသူ့ကိုငါပြောပြမယ်ရှင်ဘလောက်တောင်အောက်တန်းကြပြီးရုံမာတဲ့လူလဲဆိုတာကိုပေါ့ငါကအောင်ကျော်ကိုဒီကိုခေါ်လာမယ်လို့မင်းထင်နေတာလုံးဝမဖြစ်နိုင်ဘူးအခုအဲ့ဒီပါဇက်ကခေါ်တဲ့မောင်ကိုမေ့လိုက်တော့ငါအကြောင်းကိုပဲစဉ်းစားငါတို့နှစ်ယောက်ဘဝကိုတတရရဖြတ်တန်းကြမယ်လက်ထပ်ဖို့သဘောတူလိုက်ပါဘာပဲဖြစ်ဖြစ်မင်းကိုယ်တိုင်ကလည်းမိဘမဲ့လीမင်းမဘဒူးမှမရှိဘူးမင်းတို့ဒီလောက်ကောင်းတဲ့ဘဝမျိုးပေးနေတာပဲသဘောတူလိုက်ရင်မင်းအတွက်ဘာနစ်နာသွားမှာမို့လို့လဲမင်းအတွက်အကျိုးရှိတာကြီးပဲလीသဘောတူလိုက်စမ်းပါမဟုတ်ရင်မင်းနဲ့မင်းကလေးကိုငါဘာလုပ်ပြစ်မယ်ဆိုတာမင်းတွေးတောင်တွေးရဲမှာမဟုတ်ဘူးငါကလေးနတ်မေကိုခေါ်အောင်နင်ဖေးရရေးတင်းလာတာလေဖို့ထုပဲမှာလေနင်သူ့ကိုဘာလုပ်လိုက်ပြီလဲအခုထိတော့ဘာမှမလုပ်ရသေးပါဘူးဒါပေမဲ့မင်းသာသဘောမတူရင်ငါဘာမဆိုလုပ်ရတယ်မင်းကိုစဉ်းစားဖို့အချိန်2ရက်ပေးမယ်2ရက်အေးအေးဆေးဆေးစဉ်းစားတကယ်လို့များညင်းဖို့ကြိုးစားရင်တော့မင်းရဲ့ဖိုးထုကိုငါဘာမဆိုလုပ်ပြစ်မယ်ဆိုတာမင်းသိထားအဲ့ဒီကြရင်ငါ့ကိုလာမပြောနဲ့မင်းဒီအခန်းထဲမှာပဲနေရမယ်အပြင်ထွက်ဖို့မကြိုးစားနဲ့မဟုတ်ရင်မင်းရဲ့ဖိုးထုကငါလက်ထဲမှာနော်ကြားလားဒေါ်လှရွှေဟာအရန်ကိုစိုးရိမ်ပူပန်သွားပါတော့တယ်ဟိုဘက်မှာတော့အောင်ကျော်ဟာဒေါ်လှရွှေနဲ့ဖိုးထုကိုအရန်တတိယနေပါတယ်သူကသူ့အမေကိုပြောပြတယ်အမေအမနဲ့ဖိုးထုတီးရနေသွားကြရကျွန်တော်အိမ်မှာနေလို့မပြောတော့ဘူးဖိုးထုကိုအရန်တတိယနေပြီဒါဆိုရင်လေနင်ဘာလို့သူတို့ကိုလွတ်လိုက်သေးလဲဒီလိုလုပ်ပါလားနေလေတီဟစီကိုရက်အနည်းနည်းလောက်သွားနေလိုက်လीပြီးတော့ပြန်လာတဲ့အခါသူတို့နှစ်ယောက်လုံးကိုခေါ်လာခဲ့ပေါ့ဟုတ်တယ်အမေပြောတာမှန်တယ်အဲ့ဒါအကောင်းဆုံးပဲကျွန်တော်လေးအဲ့ဒီကိုရက်အနည်းနည်းသွားနေလိုက်မယ်
ရင်မြန်မြန်ပြန်လာခဲ့မယ်ဒီနေ့ပဲသွားလိုက်ကြမယ်အဲ့ဒီလိုပြောပြီးအောင်ကျော်ဟာတီဟာရဲ့အိမ်ကိုသွားဖို့ထွက်လာခဲ့ပါတယ်အဲ့ဒီကိုရောက်တဲ့အခါတီဟာကအောင်ကျော်ကိုမြင်ပြီးအယမ်းအံ့ဩသွားပါတယ် အောင်ကျော်မင်းတီကိုဘယ်လိုလုပ်ရောက်လာတာလဲဘာလို့လဲငါကမင်းအိမ်ကိုလာလို့မရဘူးလားငါအမနဲ့ဖိုးထုကိုအယမ်းလွှမ်းနေလို့လေအဲ့ဒါကြောင့်မင်းအိမ်မှာရက်အနှဲငယ်လောက်လာနေပြီးအမနဲ့ဖိုးထုကိုငါနဲ့အတူပြန်ခေါ်သွားမလို့စဉ်းစားပြီးလာခဲ့တာဒီစကားကိုကြားလိုက်ရတဲ့တီဟာခြေမကင်မိလက်မကင်မိဖြစ်သွားပါတယ်မင်းကဘာလို့တရေပူးတယ်လို့ရက်နေတာလဲအမကိုဘယ်မှာလဲမတွေ့ပါလားပြီးတော့ဖိုးထုကိုဘယ်မှာလဲတီဟာဘာစကားမှမပြောနိုင်တော့ပါဘူးသူဘာလို့ရမှမသိအောင်ဖြစ်နေပါတယ်အောင်ကျော်ရဲ့အတန်ကိုကြားလိုက်ရတဲ့ဒေါ်လာရွှေဟာအယမ်းဝမ်းသာသွားပြီးအခန်းထဲကနေလှမ်းអော်လိုက်ပါတယ်အောင်ကျော်အမဒီမှာရှိတယ်အမကိုဒီကနေထုတ်ပေးပါဦးဒေါ်လာရွှေရဲ့အတန်ကိုကြားလိုက်ရတော့အောင်ကျော်အယမ်းအံ့ဩသွားပါတယ်ဒါအမအတန်ပဲအောင်ကျော်ဟာဒေါ်လာရွှေရှိတဲ့အခန်းစီပြေးသွားပြီးတကားကိုဖွင့်ပေးလိုက်ပါတယ်ဒေါ်လာရွှေကဖြစ်ချောင်းကုန်စီအကုန်လုံးကိုအောင်ကျော်ကိုပြောပြလိုက်ပါတယ်အားလုံးကိုကြားပြီးတဲ့နောက်အောင်ကျော်အရန်ဒေါသထွက်သွားပါတယ်မင်းကငါအမအပေါ်ဒီလိုရုပ်မာတဲ့လုပ်ရပ်လုပ်ရအောင်ဘယ်ကရေးတင်းလာတာလဲငါအမပါပဲမင်းကိုယုံကြည်ပြီးသူတို့ကိုမင်းနဲ့အတူထည့်ပေးလိုက်မိတာမင်းကငါအမကိုမင်းအမလို့သဘောထားတယ်လို့ထင်ခဲ့တာအဲ့ဒီယုံကြည်ချက်နဲ့ထည့်ပေးလိုက်တာငါကမင်းကိုဒီလောက်ယုံကြည်ခဲ့တာကိုမင်းကငါယုံကြည်မှုကိုဒီလိုပြန်ဆက်ရသလားမင်းလောက်ရဲ့အတွက်မင်းပြစ်ဒဏ်ခံရမယ်အဲ့ဒီအချိန်မှာပဲဦးစိုးသိန်းအဲ့ဒီကိုရောက်လာပါတယ်ဒေါ်လာရွှေကိုမြင်လိုက်ရတဲ့ဦးစိုးသိန်းဟာလုံးဝကိုအံ့အားသင့်သွားပါတယ်လှရွှေမင်းတီမလားမင်းတီကိုဘလို့ရောက်နေတာလဲငါမင်းကိုဘလောက်တောင်လိုက်ရှာခဲ့ရတယ်လဲသိလားမင်းတီမနေနေတာကိုငါလုံးဝမသိခဲ့ဘူးပြီးတော့တီဟာသူကငါဇနီးဆိုတာမင်းသိလားငါဇနီးကမင်းအိမ်ကိုဘလို့ရောက်နေတာလဲဒေါ်လာရွှေကိုယ်တိုင်လဲသူမမျက်စိကိုသူမမယုံနိုင်အောင်ဖြစ်သွားပါတယ်။ဦးစိုးသိန်းကိုတွေးလိုက်ရလို့အံ့ဩသွားတယ်လို့စိတ်ထဲမှာလည်းအယမ်းဝမ်းသာသွားပါတယ်။အောင်ကျော်ကဦးစိုးသိန်းကိုအဖြစ်အပျက်အားလုံးကိုရှင်းပြလိုက်ပါတယ်။အကြောင်းစုံကိုကြားသိရတဲ့အခါဦးစိုးသိန်းဟာတီဟကိုအယမ်းဒေါသထွက်သွားပါတယ်။အောက်တန်းကျလိုက်တဲ့ကောင်မီးလိုယုံမာတဲ့ကောင်ကငါစနီးအပေါ်မကောင်းတဲ့အကြံစီရှိရအောင်ဘဲကရေးတင်းလာတာလဲမင်းကဒီလောက်တောင်အောက်တန်းကြပြီးရုပ်မာတဲ့ကောင်လို့ငါမထင်ထားခဲ့ဘူးမင်းနဲ့ငါအခုလှုပ်ထားတဲ့အယောင်းဝယ်ကိုမေ့လိုက်တော့အခုမင်းတိုက်ရိုက်ထောင်ထဲသွားပြီးပြစ်ဒဏ်ခံရတော့မယ်ငါအခုပဲရဲကိုခေါ်လိုက်မယ်ငါဇနီးနဲ့သားကိုအတင်းအကျပ်ဖမ်းဆီးထားတယ်သူတို့ကိုအနိုင်ကျင့်ဖို့ကြိုးစားတယ်လိန်လေလှည့်ဖြားတယ်ဒီလုပ်ရက်တွေအတွက်မင်းပြစ်ဒဏ်ခံရမယ်ငါကုံတော်ရေးကိစ္စလာပြောဖို့ဒီကိုရောက်လာတာတော်သေးတယ်မဟုတ်ရင်မင်းဘလောက်တောင်လူလိမ်လူယုံမာလဲဆိုတာငါသိရမှာမဟုတ်ဘူးအဲ့ဒီနောက်ရဲတွေရောက်လာပြီးတီဟာကိုဖမ်းဆီးသွားပါတော့တယ်ခွင့်လွတ်ပါလှရွှေမင်းပေါ်ကအရန်ဆိုးရွားခဲ့ပါတယ်ငါကအရန်ဆိုးတဲ့လူတစ်ယောက်ပါမင်းငါကိုဘလို့ပြစ်ဒဏ်ပဲပေးပြီးငါခံယူဖို့အတင်းပါပဲငါလှုပ်ခဲမိတာတွေအတွက်အရန်နှောင်တရနေပါပြီမင်းကိုလိုက်ရှာနေတာဘလောက်တောင်ကြာပြီလဲမသိဘူးဒါပေမဲ့တည်င်းအစအနတောင်မရခဲ့ဘူးမင်းဘာလို့လိန်ပြောခဲ့တာလဲလှရွှေအဲ့ဒီအပင်ကတရက်ပင်အစ်စ်ပါပဲမင်းအရွက်ကိုလည်းစားကြည့်ခဲ့ပြီးသားလေအဲ့ဒီနောက်မှာတောင်မင်းဘာလို့လိန်ပြောခဲ့ရတာလဲဘာလို့အဲ့ဒီလိုလှုပ်ခဲ့တာလဲအိမ်ကနေမင်းကိုငါနှင်ချတဲ့အချိန်တုန်းကငါ့ကိုအမှန်တိုင်းပြောပြလို့ရတာပဲဘာလို့မပြောခဲ့တာလဲကိုဘာလို့အပြစ်ပေးခဲ့တာလဲအဲ့ဒီနေ့ကကျမသာရှင်ကိုမလင်ခဲ့ဘူးဆိုရင်ဒီနေ့ရှင်အသက်ရှင်လျက်ရှိနေမှာမဟုတ်ဘူးလေရှင်အကြောင်းကိုကျမကောင်းကောင်းသိပါတယ်ရှင်အတွက်ရှင်ရဲ့ဂုဏ်သိက္ခာကသာအရာအလုံးပဲလေအဲ့ဒီနေ့ကကျမသာမလင်ခဲ့ဘူးဆိုရင်ရှင်ဂုဏ်သိက္ခာကျဆင်းသွားပြီအဲ့ဒီအဆက်ကွေးမှုနဲ့ရှင်ဆက်အသက်ရှင်နိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့ကျမလင်ပြောခဲ့တာပါပြီးတော့မှတ်မိသေးလားတခါလုံးကရှင်ရဲ့တန်ဖိုးကျမအမိမှာဘလောက်ရှိလဲလို့ရှင်မေးခဲ့ဘူးတယ်အဲ့ဒီတော့မှကျမကရှင်ကိုစားနေနိုင်ခဲ့တယ်အဲ့ဒီကိစ္စအတွက်ရှင်အရန်ဒေါသထွက်ခဲ့တယ်ကျမစကားကိုစုံအောင်တောင်ရှင်နားမထောင်ခဲ့ဘူး
ကယ်လို့များရှင်သာနားထောင်ခဲ့မယ်ဆိုရင်ကျမပြောချင်တာကအစားအစာတိုင်းဟာစားမပါရင်မပြည့်စုံဘူးအရသာမရှိဘူးဆိုသလိုမျိုးကျမရဲ့ဘဝဟာလေရှင်မပါရင်မပြည့်စုံဘူးအရသာမရှိဘူးဆိုတာပါပဲရှင်မပါပဲကျမဘဝမှာဘာအရသာမှမရှိပါဘူးစားမပါတဲ့အစားအစာတစ်ခုလိုပါပဲရှင် ဒီစကားတွေအားလုံးကိုကြားရတဲ့အခါဦးစိုးသိန်းဟာအယမ်းကိုစိတ်မကောင်းဖြစ်သွားပါတယ်သူဟာဒေါ်လာရွှေကိုတောင်းပန်ပြီးအောင်ကျော်ကိုပြောပါတယ်မင်းကိုအယမ်းကျေးဇူးတင်ပါတယ်အောင်ကျော်ငါဇနီးနဲ့ငါသားကိုဒီလောက်ကောင်းကောင်းစောင့်ရှောက်ပေးခဲ့တဲ့အတွက်ပါငါဇနီးနဲ့သားကိုငါအိမ်ပြန်ခေါ်သွားချင်ပါတယ်ဒီနေ့ငါကအကိုတယောက်စီကနေသူ့နှမကိုခေါ်သွားဖို့ခွင့်တောင်းနေတာပါမင်းခွင့်ပြုမယ်ဆိုရင်သူတို့ကိုငါခေါ်သွားလို့ရမလားဟာရတာပေါ့ရောက်ဖရခေါ်သွားလို့ရပါတယ်ဒီလိုနဲ့ပဲဒေါ်လာရွှေဟာသူ့ခင်ပွန်းနဲ့အတူအိမ်ပြန်လိုက်သွားပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်အဲ့ဒီနေ့ကစပြီးဦးစိုးသိန်းဟာလည်းအရင်ကနဲ့မတူပဲလုံးဝကိုပြောင်းလဲသွားခဲ့ပါတော့ ပုံမြင်လေးကိုသဘောကျတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့နောက်ထပ်ပုံမြင်အသစ်တွေနားထောင်ဖို့ subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်